ဟုတ်မင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်တို့ရွှေုံမျိုးဘူဝိုင်းတာကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဘူဝိုင်းတာမှာကျွန်တော်တို့ဒီနေ့လူတန်းတဲ့ကုသိုလ်ရှင်ကဖခင်ဥခေမာဝန်မိခင်ဖြစ်တဲ့ဒေါ်ချောမေတို့ဟာအမှုထားပြီးတော့တမိဖြစ်တဲ့နန်းခင်နုနုကြီးမန်နူအချန်ပီယံဝေးဒီတောက်စုကနေလူတန်းခိုင်းတဲ့အလူငွေလေးတွေကိုဒီဘူဝိုင်းတာမှာလာပြီးတော့ကျွန်တော်ကုသိုလ်ပြုပေးနေတာပါနော်ကဲကျွန်တော်တို့ဘူဝိုင်းတာကိုတော့ရောက်ပြီးတော့ကုသိုလ်ပြုအောင်လိုက်ခဲ့ပြီပါဗျာအားလုံးပြောဆွနိုင်ပါစေအားလုံးကျမ်းမာလို့ချမ်းသာတော်မူကြပါစေခင်ဗျာသင်္ဃမဏိယရဏာနိဗုဒ္ဓယရဏနာကရံဂရိတေနံခိပမေဝသမိတုပါဗျာသာဓုသင်္ဃမဏိယရဏာနိဓမ္မယရဏနာကရံဂရိတေနံခိပမေဝသမိတုပါဗျာသာဓုသိဏမဏိယရဏာနိသံဃာသံဃာယရဏနာကရံဂရိယနံခိပမေဝသမိတုပါဗျာသာဓုမနခေယရိရှိသာရိပုတ္တရာကိုရပြကြီးမရဘူးပါဗျာပြတရားတွေပဲဒီလိုဘေးရန်ခတ်သိမ်းငြိမ်းကြပါလေယောဂခတ်သိမ်းငြိမ်းကြပါလေဘုရားသာဓုမနခေကြမှာပါချမ်းသာပါ